အိမ်လို့ပြောချင် house နဲ့ home အတူတူပဲလားအားလုံးပဲမင်္ဂလာပါ sharing by Josephine မှာပြန်နေကြိုဆိုပါရစေဒီနေ့မှာတော့ house နဲ့ home ကိုဘယ်လိုသုံးရမလဲဆိုတာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် house ကတော့အဆောက်အုံတစ်ခုဖြစ်တဲ့လူတွေနေထိုင်ရာနေရာတစ်ခုဖြစ်ပြီးတော့စိတ်ခံစားမှုချစ်ခင်တွေ့တာမှုစတာတွေကပါဝင်မှာဘူး home ကတော့အဲ့ဒီအဆောက်အုံအတွင်းမှာမိသားစုဝင်တွေနဲ့အတူနေထိုင်ပြီးတော့ပျော်ရွှင်မှုစိတ်ခံစားမှုတွေကိုမျှဝေခံစားတဲ့နားခိုရာစိတ်အေးချမ်းရာနေရာတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီဥပမာစာကြောင်းလေးတွေကိုကြည့်ရအောင်နော် There is no place like home အိမ်လိုနေရာမျိုးမရှိဘူးဒီဝကြမှာဆိုရင် home ကစိတ်ခံစားချက်အရာလုံခြုံမှုနှွေးထွေးမှုရှိတဲ့နေရာလို့ရည်ညွှန်းပါတယ် He bought a new house သူအိမ်အသစ်တစ်လုံးဝယ်ခဲ့တယ်ဒီဝကြမှာဆိုရင် house ကအဆောက်အုံတစ်ခုကိုဝယ်ယူခဲ့တာကိုဖော်ပြပါတယ်ဒါဆိုရင်တော့ဒီစာတမ်းအကြောင်းရဲ့အဖြေတွေကို comment မှာရေးသွားပေးကြပါဦးเนาะနောက်ထပ်သိချင်တာတွေရှိလို့ရှင်လဲအာမနာတမ်းပေးခဲ့ကြပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်အားလုံးပဲ bye bye